တာယာတဲ့နေ့လေတစ်ခုမှာတော့ဈေးဝယ်ဆန္ဒတစ်ခုမှာဟီရိုပရိုင်းတယောက်ကျောင်းဝကောင်တွေအတွက်ဈေးဝယ်ထွက်လာခဲ့ပါတယ်။ဟာဟဲ့အောင်နေပါဦး။အဲ့ဒါ PS5 ဒီမလားဟာ။ဟီရိုပရိုင်းလည်းလက်ထက်ကချင်းနှောင်းကြီးကိုပါချပြီးပြေးပါတော့တယ်။အိုးမိုက်ကကွာ။အယောင်တော့ဒီတဲ့5တွေမစောက်ကြရမယ်။အဲ့ဒီအချိန်မှာ PS5C ကိုလက်မဲကြီးတစ်စုံဝင်လာပါတယ်။အဲ့ဒီလက်မဲကြီးကတော့ကင်မရာမန်အဖွဲ့သားတွေထဲကတကောင်ပဲဖြစ်ပါတယ်။ကြောက်မင်းကဖဲစမ်း။ဒါငါဟာကွာ။ကင်မရာမန်ကပါစက်နဲ့မပြောဘဲခြေထောက်နဲ့စကားပြောလိုက်ပါတယ်။ဟာတော်ရှိရတဲ့ကဒီလိုနဲ့ PS5G ကိုမှာပြီးအဲ့ဒီကနေထွက်ပြေးသွားခဲ့ပါတယ်။ဟီရိုပရိုင်းကတော့အဝေးကြီးကိုရောက်သွားပါပြီ။ဟီရိုပရိုင်းကပြန်ရောက်လာပြီးကင်မရာမန်လာတဲ့နေရာကိုခြေထောက်ထိုးထားလိုက်တာလွင့်ထွက်သွားပါတယ်။ဟီရိုပရိုင်းက PS5G ကိုကောက်ယူလိုက်ပါတယ်။ဟီရိုပရိုင်းထွက်ပြေးမဲ့ချိန်မှာကင်မရာမန်ကရှေ့ကနေပြီးတော့ရောက်လာခဲ့ပါတယ်။ပြီးတော့ PS5G ကိုအတင်းဆွဲလူကြပါတော့တယ်။ PS5G ကအဲ့ဒီချိန်မှာနှစ်ပိုင်းဖြစ်သွားပါတယ်။မင်းဘယ်လိုလုပ်လိုက်တာလဲကွာ။အဲ့ဒါမင်းကြောင့်လေကင်မရာမန်ကစိတ်တူသွားပြီးအဝေးကိုလွှင့်ပစ်လိုက်ပါတယ်။ပြီးတော့သူ့ရဲ့ Policy အကူအညီလမ်းတောင်းလိုက်ပါတယ်။တခါတည်းကိုကင်မရာမန်အဖွဲ့တွေရောက်လာခဲ့ပါတယ်။အဲ့ဒီကဖြူစံကွာ။ဟီရိုပရိုင်းလည်း3ယောက်တယောက်ဆိုရင်တော့ထွက်ပြေးရတော့တာပေါ့။ဒီလိုနဲ့အပြင်ကိုခုန်ထွက်လိုက်တာငှက်လေပြပြသွားပါတယ်။ဟီရိုပရိုင်းလည်းထွက်ပြေးပြီးကားပေါ်တက်လိုက်ပါတယ်။ပြီးတော့ကားတော့နဲ့ဆက်ကိုနိုးပေမဲ့ကားကမနိုးပါဘူး။ဟေးဘာလဲဟာအရေးတောင်တိုင်းဒီကားစုပ်ကလောက်ပြီးဟဲငါပြားကြည့်ပါလားဟာပြီးတော့ဟီရိုပရိုင်းကိုလက်ညှိုးထိုးလိုက်ပါတယ်အပေါ်မှာတော့ Titan ကင်မရာမန်ရှိနေပါတယ် Titan ကင်မရာမန်ကလက်နက်နဲ့ပြစ်လိုက်ပါတယ်ဟီရိုပရိုင်းကကားဆက်ကိုတေချာနိုးလိုက်တာနိုးသွားခဲ့ပါတယ်ပြီးတော့အမြန်ပဲမောင်းထွက်သွားတာကြောင့်ကြီးစံလည်းလွဲသွားပါတယ်ဟီရိုပရိုင်းကရှိနေပါတယ် Titan ကင်မရာမန်ကပစိမ့်နဲ့ပြစ်လိုက်တာဒီတစ်ခါလဲကန်ကောင်းပြီးလွတ်သွားပြတ်ပါတယ်ဟေးတော်ကန်ကောင်းနဲ့ကောင်းမေးကွာကင်မရာမန်ကနောက်ကနေလိုက်လာပါတယ်ဒါပေမဲ့ဟီရိုပရိုင်းကလွတ်သွားခဲ့ပါပြီကင်မရာမန်က Monster School ဘယ်နေရာမှာရှိလဲဆိုတာကိုသိသွားပါတယ်ဒီလိုပဲရမယ်ပုံတော့မရဘူးကွာဟီရိုပရိုင်းကကြောက်နဲ့ကြောင်းနဲ့တခါတည်းဝင်သွားပါတယ်ဆီယာဘာဖြစ်တာလဲဗျခဲအောင်ရေးငါပြောပြမယ်နားရနာကိုဒီရဲ့ကင်မရာမန်ဖေကလိုက်လာနေပြီကွာအဲ့တော့ကျွန်တော်တို့ကကားပြမလားအိပ်ပြမလားဟီရိုပရိုင်းကအတန်တွေကြားလို့ထွက်ကြည့်လိုက်တော့ကင်မရာမန်အဖွဲ့ကသူရှိတဲ့နေရာကိုတွေ့သွားပြီဆိုတာသိလိုက်ရပါတယ်အာဟျောနေပါဦးဟာဘလူးဖြစ်တာလေငါရုပ်ကြည့်ပါပါနေတယ်ဟာမိကန်ကောင်းတာပဲကွာဟီရိုပရိုင်းကစိတ်တော်ပြီးကျောင်းရှိကိုတက်သွားခဲ့ပါတယ်လာကိဆန်ကွာကင်မရာမန်အဖွဲ့ကတော့တယောက်မှမရှိတော့ပါဘူးအဲ့ဒီအချိန်မှာတက္ကစီတစ်စီးရောက်လာပြီးတော့ထူးဆန်းတဲ့ပုံကြီးကိုချသွားခဲ့ပါတယ်တာဘာပုံကြီးလေဟာလူစမဟာခုစမ်းကြည့်လေဟီရိုပရိုင်းလည်းအိမ်သားကြီးကစကားပြောနေရတဲ့ရှေ့တက်သွားပါတယ်တစ်ဖက်မှာတော့ကင်မရာမန်အဖွဲ့ကမစီမဆိုင်တဲ့နွားကိုပါဖန်ဝရန်ထုတ်ထားပါတယ်ဘာလဲဟာနွားကြီးကမတ်တက်ရက်ပြီးကင်မရာမန်တွေစီကိုရှောက်လာခဲ့ပါတယ်ကင်မရာမန်တကောင်ကတနက်ထုတ်ပြီးစော်လိုက်ပါတယ်နွားမကြီးလည်းကြောက်နဲ့ပြန်ပြေးပေမဲ့ကြီးစံထိပြီးမဲတူးသွားခဲ့ပါတယ်နောက်တော့အမဲသားလေးဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာဘေးကငဘောကောင်ကရှောက်လာမှမသိပဲအမဲသားကိုယူပြီးထွက်သွားခဲ့ပါတယ်ဟီရိုပရိုင်းကစမ်းသက်ဖို့သူ့စီကပါလာတဲ့ပစ္စည်းတွေထည့်လိုက်တာအနီရောင်အလုံးလေးတစ်ခုရသွားခဲ့ပါတယ်အဲ့ဒါနဲ့ကောက်ပြီးတော့စားလိုက်ပါတယ်အချိန်ထဲမှာသူ့ရဲ့ခန္ဓာကိုယ်ကထူးဆန်းတာတွေဖြစ်လာပါတယ်မကြပါဘူး Husky Skibidi အဖြစ်ကိုပြောင်းလဲသွားပါတယ်သူ့ရဲ့ចောင်းသားတွေကတော့အရန်မိုက်လို့တပ်ပုံတွေရိုက်ပြီးအားပေးနေခဲ့ပါတယ်ဟာနောက်အလဲပဲကွာဘာလဲဟာဟီရိုပရိုင်းကသူ့ရဲ့လော့ကတ်ကြီးနဲ့အတကုံစော်ပါတော့တယ်ကင်မရာမန်တချို့လည်းရှော့ကုန်ပါတယ် easy ပဲကွာအကောင်တော့ပြင်းမယ်အေးပါကွာမတို့တွေကပြန်တင်းခံနေရတယ်ကင်မရာမန်ကတနက်နဲ့ပြစ်လိုက်ပါတယ်တောက်ရှုဟီရိုပရိုင်းကကြီးစံတွေကိုရှောင်လိုက်ပါတယ်ကြီးစံက gas ကိုမှန်သွားခဲ့ပါတယ်sorry ပါပဲကွာကြောင်မနေနဲ့တကေတာအန်တမန်ကအရန်ကိုလှန့်သွားပါတယ်စွန်ဘီကတော့အရန်ကိုပျော်နေခဲ့ပါတယ်အဲ့ဒါနဲ့သူလည်းထူးဆန်းတဲ့ဘုံကြီးစီကိုသွားလိုက်ပါတယ်ငါပါလို့အမလေးဟာတာကြီးနဲ့စွန်ဘီကသူ့ရဲ့ရေဘူးကြီးကိုထည့်လိုက်ပါတယ်အကုန်လုံးလည်းလှန့်သွားခဲ့ကြပါတယ်ပုံကလက်မခံပဲရေဘူးကြီးကိုပြန်ထွေးထုတ်လိုက်ပါတယ်စွန်ဘီကအဲ့ဒီရေတွေကိုတောက်ပြစ်လိုက်ပါတယ်ဟာဒီကောင်တောက်ရဲကိုကြမ်းနေရပဲဟာစွန်ဘီကပြန်ထပြီးတော့အသားတွေနဲ့တန်ကိုထည့်ကြည့်လိုက်တော့အလုံးလေးတစ်လုံးရလာပါတယ်အဲ့ဒါနဲ့စားလိုက်တာဓာတ်ပြုမှုတွေဖြစ်ပြီးတော့ထူဆန်တဲ့ Skibidi ကြီးအဖြစ်ကိုပြောင်းသွားပါတယ် Pigman ကအိယာကနေနိုးလာပြီးပြန်အိတ်သွားခဲ့ပါတယ်ဝိုး
နောက်ထပ်ကျန်တဲ့ကောင်ကပေါ်လာပြီလားခေအောင်ငါချက်ပြလိုက်မယ်โอเคလား အဲ့ဒါနဲ့ရုတ်တရက်ထွက်ပြီးရှယ်ပစ်ပါတော့တယ်စွန်ပီယာကြည်စံတွေကိုပါမြုပ်ချပစ်လိုက်ပါတယ်ပြီးတော့အီးပုံကြီးကြီးပေါက်ပြီးပို့လိုက်ပါတယ် ပါလေဟာ အီးပုံကြီးကကင်မရာမန်တွေကိုထိသွားပြီးလဲကျသွားပါတယ် ဟာ easy ပဲဤတစ်ချက်ပေါက်စရာပဲရှိတယ်ဒီကောင်မလာနောက်မြပဲဟာစီယာကျွန်တော်တို့ကူညီလို့ပါရယ် တစ်ချိန်တည်းမှာပဲထူးဆန်းတဲ့အမေရောင်ငွေကြီးထွက်လာပြီးတော့ TV မန်ကြီးထွက်လာပါတယ် ငါတို့လစ်ပြီးဟေး စွန်ပီလည်း TV မန်ကြီးကိုမြင်ပြီးမိတ်လဲသွားခဲ့ပါတယ်ခရစ်ပါကထူးဆန်းတဲ့ပုံးစီကိုသွားလိုက်ပါတယ်ပြီးတော့ TNT ပုံးတွေကိုထည့်ပစ်လိုက်ပါတယ်အဝါရောင်အလုံးလေးထွက်လာပြီးတော့စားလိုက်ပါတယ်ထူးဆန်းတာတွေဖြစ်ပြီးပျောက်ကွယ်သွားခဲ့ပါတယ်စကယ်လက်တန်ကတခုခုဖြစ်တော့မှတီလို့ចောင်းကြီးကိုပိတ်ချလိုက်ပါတယ် 哈哈哈，没路港的阿龙喵票片没挂，半路的高面江没毛多厉害。 အဲ့ဒီအချိန်မှာပဲထူးထူးဆန်းဆန်းမြေကြီးကလှုပ်ခတ်လာပါတယ်ကင်မရာမန်တွေကအပေါ်မှောက်ကြည့်လိုက်ပါတယ်မကောင်းတော့ဘူးဟေးဘုံတွေကျလာပြီးတော့အကုန်လုံးဆက်သိမ်းသွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ TV မန်လည်းပြာကျနေခဲ့ပြီးခရစ်ပါတယောက်ကတော့ရှိနေရင်ဆက်လန်းလေးလည်းပြီးဆုံးသွားပါတယ်ရှင်အခုလိုဗီဒီယိုလေးတွေသဘောကျရဆိုရင်တော့ channel လေးကို subscribe လုပ်ခဲ့ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်